ဒီပြုံးတယ်ရီစားရနေလား ဟုတ်ပါမမီးရတယ် သမီးလေးရီစားရှင်မမီးကိုပြောပြဘယ်ကကောင်းလဲဘသူလဲမမီးကဘသူမှလည်းပြောမပြဘူးသမီးကိုလုံးဝဆူလည်းမဆူဘူးပြောပြ ဟုတ်တယ်မမီးရရတယ်တစ်ဖက်လောက်ရှိတယ်ဒီဖုန်းခေါ်ပြတွေ့လားမမီးသူက ED ရဲ့ဆုလက်တဲ့ချင်းလေးကိုတမီးစကြိုက်တယ်ဖန်ထုတ်ထားရတာအဲ့လောက်ဆိုတော့သူစုံဖြုတ်လောက်ပါအခုလည်းသူအလုံးမမလို့ဖုန်းမကင်တာမမီး နီးလေးရဲ့လူတွေကိုအဲ့လောက်ကြီးမယုံပါဘူး तू ကဒီဘက်တယောက်ကိုထားရင်ဒီဘက်တစ်ချင်းတစ်ပုံနဲ့ထားရင်ဘယ်လိုလုပ်လဲ မမီးရလေသူမြတ်အခုမှစမ်းရတဲ့ဟာဘာပြောနေမလဲ သွားပြီငါမြည်တော့သွားပြီဟာတမီးကိုနေတော့လေတချင်းလေးတွေဖုန်းထဲမှာထားတာလေအဲ့ဒါမမီးကိုလည်းထားပြီးတော့ မမီးအော်ရီတို့လား ဒီလေ အော်ရီတို့ကအခုဗလန်တိုင်းနေ့ရှိတဲ့ဖေဖော်ဝါရီလတလလုံးလို့ဖန်နှုံးထားရလို့ရှိရင်တရက်ကိုတရားနဲ့ကြိုင်တော့10သိန်းတော့ပေါ့ကွာ 10 သိန်းတော့ဟာမမီးကအရန်ကန်ကောင်းတတ်တာအဲ့10 သိန်းကမမီးရုံးမှာမမီးကိုထားပြီးကြည့်ရဖုန်းထဲကိုဝင်လိုက် star 3လေးလုံး touch ဆိုပြီးခေါ်လိုက်ငယ်ပြင်ကြိုက်တယ်ရုပ် ဟောမမီးကိုတချင်းအေးအေးလေးရွေးပြီနော်ဟိုကမမီးကိုပြီးတော့လေ10 သိန်းပါအောင်လဲဆုတောင်းပေး ညောင်တမီးမမီးရွေးလို့ရတယ်လို့ပဲအဲမှာ ရွေးမှာတချင်းလေးတွေရွေး hello ဟဲ့နင်ကအခုမြန်မင်းနဲ့တွဲနေရလား အေးလေဘာလို့ အေးငါလည်းအခုမှဖုန်းဆက်လို့တွေ့လို့တခါလေးပြောရမယ်နော်အဲ့ဒါငါပဲတော့ဘယ်တော့မှထပ်လာမပတ်တတ်နဲ့ငါနဲ့တွဲနေတာတနေ့ရှိပြီအဲ့တော့နင်လည်းနင်လို့ဆရာရှိတာနင် ဟဲ့နင်းကောင်ငါနာမည်ပါတဲ့တချင်းအောင်တော့ဖန်နှုံးထားတာနင်မသိဘူးတလုံးစုပုံခေါ်နေ ရေးရလိုက်တာဟဲ့အဲ့တချင်ကလူနဲ့တနေ့တည်းထားရတာဘာတွေဖြစ်တယ်နေတာ ဟဲ့ငါနာမည်ဆုလိုက်ရလားနင်းနာမည်ပါ ငါနာမည်ကစုရကြည့်ဒါပဲဟာငါပဲနောက်လာမပတ်တတ်နဲ့ နင်းအောင်လေ ဟဲ့တမီးဟိုမမီလေးဟိုတချင်းလေးထားလိုက်ပြီအဲ့တချင်းလေးကိုခေါ်ကြ နေပါဦးမမီးရတဲ့မျိုး ဟုတ်ဒါခေါ်ကြည့်လိုက်ပါသမီးရယ်ဒါလေးကမမီ10 သိန်းလိုချင်နေခေါ်ကြည့်တော့ အာ